တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းဆီးရီးယားနိုင်ငံအတွက်ဆုတောင်းပါဟေရှာယအနာဂတ်ကျမ်းအခန်းကြီး၄အငယ်9မှ6ထာဝရဘုရားသည်လည်းဇီးအုံတောင်မှရှိသမျှသောအိမ်များနှင့်စီဝေးရာပရိသတ်များအပေါ်တွင်နေ့အချိန်၌မိုးတိမ်နှင့်မိโกကို၎င်းညအချိန်၌မီလျံအလင်းကို၎င်းဖန်ဆင်းတော်မူ၍မြတ်သောအရာအလုံးစုံတို့ကိုလွှမ်းမိုးတော်မူလိမ့်မည်နေ့အချိန်၌လည်းနေပူကိုဝဲကာသောတဲမိုးသက်မုန်တိုင်းရောက်မှလုံခြုံသောခိုလုံရာဖြစ်လိမ့်မည်အာမင်ဆုတောင်းကြပါစို့ဘုရားထာဝရဘုရားရောဤနာမတော်ကိုချီးမွမ်းကြပါ၏ကျွန်ုပ်တို့မှစာ၍ဆီးရီးယားနိုင်ငံအတွက်လုံးစုံသောအပြစ်ကိုဝင်ချတောင်းပန်ကြပါ၏ထိုဆီးရီးယားနိုင်ငံ၌ရှိသောခရစ်ယာန်ယုံကြည်သူများသည်ဤအကူအပြောင်းကာလတွင်သူတို့၏ကိုယ်ပိုင်ဂေါရှင်အရက်ရရှိကြရန်ကျွန်ုပ်တို့ဆုတောင်းပါ၏ယေရှုခရစ်ဧဝံဂေလိသတင်းစကားသည်ထိုနိုင်ငံ၌တကူကြီးစွာတက်ရောက်မှုရှိရန်ဆုတောင်းကြပါ၏အစိုးရ၌ညီသက်ခြင်းကောင်းကြီးမင်္ဂလာသည်အစဉ်အမြဲတက်ရောက်ရန်အဖဖျားသခင်ထံကျွန်ုပ်တို့ဆုတောင်းကြပါ၏ကမ္ဘာသာသနာအတွက်theology အားဖြင့်လူထုအားပြုစုပြောထောင်သောခေါင်းဆောင်များနှင့်ပါဝင်ဆက်ကပ်အစီခံသူများ၏အမှုတော်လုပ်ငန်းသည်ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်နှင့်တာ၍သာသနာအလင်းမြန်ပြန့်နှံ့စေရန်သခင်ယေရှုနာမ၌ကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်